ကိုပြောင်းခင်များမှာထားတဲ့အကင်တွေရပါပြီ။အိုဟိုဆိုင်ရှင်မလေးကတနေ့ထက်တနေ့ပိုလာလာပါလား။ကိုကြီးတို့နဲ့အတူတူတစ်ခွက်လောက်လာတော့ပါဘူးလား။ကိုပြောင်းရဲ့အဲ့လိုမလုပ်ပါနဲ့။ကျမအရက်မတောက်တတ်လို့ပါ။ဆိုင်ရှင်မလေးကဒီလောက်ချောလာလေးဖြစ်နေတာ။တနေ့ကုန်ဒီလိုစီပူနှံ့တွေကြားထဲမှာအချိန်ဖြုံးနေရတာနှမျောစရာကြီးဗျ။အဲ့ဒီတော့ဒီညကိုကြီးနဲ့အတူတဲခလာသွားပြီးနှစ်ခွက်လောက်တောက်ရအောင်လေ။ကိုပြောင်းခင်များတာဘာလုပ်တာလဲကျွန်တော်တို့ပြီးခဲ့တဲ့လကတန်ရှင်းရေးကြီးတွင်းပြီးပြီမဟုတ်လားတန်ရှင်းရေးကြီးဟုတ်လားငါလာပြီးလိန်ဖို့မကြိုးစားနဲ့ဒီနေ့ကစပြီးဒီ challenge လမ်းမကြီးရဲ့စီကန်းတွေပြောင်းသွားပြီတန်ရှင်းရေးကြီးလို့မခေါ်တော့ဘူးလုံခြုံရေးအလူငွေလို့ခေါ်တယ်ဆိုင်တဆိုင်ကိုတစ်လ9050တူညတွင်းရမယ်9000ဟုတ်လားကိုပြောင်းကျွန်တော်တို့မိုးမလင်းခင်ကလေးကညမိုးကျုပ်အထိရုန်းကန်နေရတာ1000တောင်မမြတ်တာကို9000ဘယ်ကသွားရမှာလဲမပေးနိုင်ဘူးပေါ့တို့ဘလောက်မြတ်ငါနဲ့ပါဆိုင်လဲ9000မပေးရင်ဒီနေ့ကစပြီးမင်းတို့ဆိုင်ဒီမှာဖွင့်ဖို့မစင်းစားနဲ့တော့ပိုက်ဆံတပြားမှမရှိဘူးမင်းလူတွေကိုခေါ်ပြီးဒီလမ်းထဲကအခုချက်ချင်းလက်လိုက်တော့ဟိကောင်တွေကြားလိုက်ကြလားအေပီယုံကြီးပတ်ပြီးမိမလို့စာထိုင်စားနေတဲ့ကောင်ကငါ့ကိုလက်ခိုင်းနေတယ်ကိုဒီမှနှစ်ကြောင်မင်းအသက်ရှင်ရတာညှိငွေ့နေပြီထင်တယ်ငါ့အပေါ်မှာဘသူရှိလဲဆိုတာမင်းသိလားဒီမြို့မှာအကြီးဆုံးဖြစ်တဲ့ရှန့်ရှီကော်ပိုရေးရှင်းကိုအဲ့ဒါငါရဲ့ကြောထောက်နောက်ခံပဲသဘောပေါက်လားဒါပေမဲ့လေမင်း9000မပေးနိုင်ရင်လည်းရပါတယ်မမဆူးကဒီလောက်တောင်းဖြောင်းလေးဆိုတော့ဒီညကိုကြီးနဲ့အတူတစ္ဆနာလိုက်ခဲ့ရင်ဒီပိုက်ဆံကိုငါကပဲဆက်ရော်ပေးလိုက်မယ်ရှင်ဖဲအနားမလာနဲ့မင်းငါလက်ကိုအခုချက်ချင်းလွတ်ဆန်းသူ့ကိုဘဘက်လက်နဲ့ထိခဲ့တာလေအဲ့ဒီလက်ကိုငါအခုချိုးပစ်မယ်အာငါလက်ကျိုးပါပြီ33ဟက်မင်းကလက်တီးလက်မောင်းတော်တောက်တာပဲငါကိုယ်တောင်ချရဲတယ်ပေါ့ငါအခုချက်ချင်းရှန့်ရှီကော်ပိုရေးရှင်းရဲ့လုံခြုံရေးအဖွဲ့ကိုဖုံးဆက်လိုက်မယ်မင်းဘလောက်ပဲထိုးနိုင်ကျိနိုင်ပါစေလူရာချီကိုရှင်းနိုင်မလားကြည့်ကြသေးတာပေါ့ဒီနေ့မင်းကိုအစိမ့်လိုက်အဆုပ်ဆုပ်မွာမလုပ်ပြရရင်ငါနာမည်အားပြောင်းလို့မခေါ်နဲ့လင်းရွံရှန့်ရှီကော်ပိုရေးရှင်းကငါတို့လမ်းရှင်လို့ရတဲ့အတိုင်းဝိုင်းမဟုတ်ဘူးငါတို့မြန်ပြေးကြရအောင်ကျေးဇူးပြုပြီးတော့မကြောက်နဲ့ချင်အောင်ဒီနေ့ဒီကင်တွေကိုငါတို့ဆက်မရောတော့ဘူးဒီနေရာမှာပဲထိုင်ပြီးပြဿတပုတ်ကိုအေးအေးဆေးစောင့်ကြည့်လိုက်အလုံးရှုပ်သွားပြီယော့တောက်လိုက်ဦးဟယ်လိုဒါရိုက်တာဝန်ကျွန်တော်အားပြောင်းပါဒီချန်နေညဈေးကအကင်ဆိုင်ကကောင်းတကောင်ကဆိုင်ကိုလာဖြတ်စီးပြီးကျွန်တော်လက်တစ်ဖက်ကိုပါချိုးပစ်လိုက်လို့ပါဒါရိုက်တာလူတွေခေါ်ပြီးဒီကောင်းကိုအသေးသက်ပေးပါဦးဗျာလင်းရွံငါတို့ရဲဘဲတိုင်လိုက်ရအောင်ဒါမှမဟုတ်သူတို့မလာခင်အမြန်ပြေးကြရအောင်နော်ရှက်ရှီကော်ပိုရေးရှင်းကလူတွေကလူတက်ဖို့ဝင်လေးတဲ့ကောင်တွေမဟုတ်ဘူးမင်းအသက်ပေးနားလိမ့်မယ်ထိုင်နေလိုက်ပါစိတ်ပူပြီးလူပဲပင်ပန်းလိမ့်မယ်ဟာတေခါနီးနေတာတောင်ဆရာကြီးစတိုင်ဖမ်းနေတော့မယ်ခဏနေဒါရိုက်တာဝန်ရောက်လာရင်မင်းမကိုဘလို့ကာကွယ်မလဲဆိုတာငါစောင့်ကြည့်ဦးမယ်3နှစ်တောင်ရှိသွားပြီပဲနဂါးပြန်အဖွဲ့ရဲ့ဓားတွေတန်ချေးတက်ကုန်ပြီလားမသိဘူး3မိနစ်နောက်ထပ်2မိနစ်လောက်ပဲစောင့်လိုက်ပွဲကောင်းကအခုမှစတော့မှာမြန်အမြန်လောက်ကြစမ်းဒါရိုက်တာဝန်အချိန်ကရောက်လာတာပဲဗျာဒီကောင်ပဲသူကကျွန်တော်တို့ရှန့်ရှီကော်ပိုရေးရှင်းကိုချစ်ဖက်လောက်တောင်တန်မိုးမထားဘူးလို့ပြောနေတယ်ဟေ့ကောင်အခုငါမင်းကိုလမ်းနှစ်လမ်းပေးမယ်ပထမလမ်းကမင်းဘာသာမင်းရဲ့လက်နှစ်ဖက်လုံးကိုရိုက်ချိုးလိုက်ပြီးရင်မင်းမကိုငါတို့ညီအကိုတွေနဲ့အတူကလပ်ကိုလိုက်ခဲ့ခိုင်းပြီးပျော်ပါခွင့်ပေးဒုတိယလမ်းကတော့ငါတို့ကိုယ်တိုင်မင်းရဲ့တကိုယ်လုံးကအယိုးတွေကိုတဆစီရိုက်ချိုးပေးမယ်အဲ့ဒီနောက်မှမင်းကိုအတင်းဆွဲခေါ်သွားမယ်ကဲဗလန်းကိုရွေးမလဲ4မိနစ်နဲ့58စက္ကန့်အချိန်စေ့ပြီးမင်းတို့တွေဘလို့တေးခြင်းလဲဆိုတာအခုပဲရွေးလိုက်ကြတော့မလားဟာတေခါနီးတာတောင်ပစက်တရမ်းနေတော့မဲဟေ့တေအောင်သွားရိုက်ကြစမ်းဒါဘာတွေလဲ